မျိုးသမီးဟာအခန်းတစ်ခုထဲမှာတန်ကြိုးတွေနဲ့အခြေခံထားရတဲ့အမျိုးသားကိုတွေ့သွားပါတယ်။သူ့မျက်လုံးတွေကရဲရဲနီနေပေမဲ့အမျိုးသမီးကတော့မကြောက်ရွံ့ပဲသူ့ကိုလှမ်းကင်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့အမျိုးသားဟာတန်ကြိုးတွေကိုယုံထွက်လိုက်ပါတယ်။တကယ်တော့သူဟာမိုးရွာတဲ့နေ့တွေဆိုရင်တားရဲတကောင်လိုပြောင်းလဲသွားတတ်ပြီးဘယ်ဆရာဝန်ကမှကုသပေးလို့မရခဲ့ပါဘူး။အစေခံတွေကသူ့ကိုတားဖို့ကြိုးစားပေမဲ့အားလုံးကိုရိုက်နှက်လဲချပစ်လိုက်ပြီးအမျိုးသမီးရဲ့လက်ပင်ကိုဆွဲညှစ်လိုက်ပါတယ်။ဒါပေမဲ့အမျိုးသမီးကအစေခံတွေကိုအနားမလာဖို့တားဆီးပြီးအမျိုးသားကိုလှမ်းနှမ်းလိုက်တဲ့အခါမှာတော့သူချက်ချင်းပဲငြိမ်သက်သွားပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီမိန်းကလေးဟာအတိတ်ဘဝတုန်းကသူ့ကို10နှစ်တိုင်တစ္ဆာရှိရှိချစ်ခဲ့တဲ့သူဖြစ်နေလို့ပါအတိတ်ဘဝမှာအမျိုးသမီးဟာသူတစ်ပါးရဲ့မဟုတ်မမှန်လုပ်ကြံဆွဆွဲမှုကိုခံခဲ့ရပါတယ်အမျိုးသားကအမှန်တရားကိုဖော်ထုတ်ဖို့အစွမ်းကုန်စူးစမ်းခဲ့ပြီးအဲ့ဒီအချိန်မှာအမျိုးသမီးရဲ့ဝိညာဉ်ကလည်းဘေးကနေစောင့်ကြည့်နေခဲ့ပါတယ်ဒီကိစ္စရဲ့နောက်ွယ်ကကျိုးကင်သူဟာသူမရဲ့ဦးလေးဖြစ်ကြောင်းသိလိုက်ရတဲ့အခါအမျိုးသားကသာသူမကိုတကယ်ပဲအသက်ထက်ဆုံးချစ်ခဲ့တာဆိုတာအမျိုးသမီးနားလည်သွားပါတယ်ကလဲစားချီပေးပြီးတဲ့နောက်မှာတော့အမျိုးသားဟာအစေခံအားလုံးကိုအလုတ်ထုတ်ပစ်လိုက်ပါတယ်ပြီးတော့အမျိုးသမီးအကြိုက်ဆုံးပန်းတွေကိုမိရှုပြီးသူမနဲ့အတူလိုက်တည်ဖို့ဆုံးဖြတ်ခဲ့ပါတယ်အမျိုးသမီးရဲ့ဝိညာဉ်ကဒါကိုမြင်တော့အကြီးအကျယ်နှောင်တရသွားပါတယ်အဲ့ဒီနောက်မှာတော့အမျိုးသမီးဟာရုတ်တရက်မျက်လုံးပွင့်လာပြီးသူတို့နှစ်ယောက်စတင်လက်ထပ်ခဲ့တဲ့နေ့ကိုပြန်လည်ဝင်စားပြန်ရောက်သွားမှန်းသိလိုက်ရပါတယ်။ဒါကြောင့်သူမဟာအခန်းထဲကိုချက်ချင်းသွားပြီးသူ့ကိုငြိမ်သက်သွားအောင်နမ်းလိုက်ပါတယ်ပြီးတော့ငါနင့်ကိုတေချာပေါက်ကုသပေးမယ်လို့ပြောလိုက်ပါတယ်။အမျိုးသားကသူမကိုမနာကျင်စေခြင်းလို့ထွက်သွားဖို့မောင်းထုတ်ပေမဲ့အမျိုးသမီးကတော့စွပ်ပဲအနားမှာပြုစုပေးခဲ့ပါတယ်။အမျိုးသားအိပ်ပျော်သွားတဲ့အခါအမျိုးသမီးကဒီတစ်ချိန်တော့နင့်ရဲ့အချစ်တွေကိုငါဘယ်တော့မှစိတ်ပြတ်စရာမဖြစ်စေရဘူးလို့ကတိပေးလိုက်ပါတော့တယ်